ဖြေဆိုပူဇော်ရမယ်မိကုံအုပ်စုနံပါတ်3မှန်တယ်နော်သမီးလေးဟုတ်ကဲ့မိကုံအုပ်စု3ကိုသမီးလေးကိုမေးပြပါမယ်မိကုံနံပါတ်1လှိုင်ကိုတော်ကြီးကိုမြည်သည့်ခုနှစ်မြည်သည့်လတွင်တိဆောက်ပြီးစီးခဲ့တဲ့1954ခုနှစ်မေလ10ရက်နေ့ပါရှင်မိကုံနံပါတ်2လှိုင်ကိုတော်ကြီး၏အနောက်ဘက်တွင်ကျောင်းဆောင်ပေါင်းမြည်မြဆောက်ခဲ့တဲ့၄ဆောင်ပါရှင်မိကုံနံပါတ်3စထတေဂတိကာရတန်ဃာတော်များတည်င်း3ရက်အတွက်ကျောင်းဆောင်များကိုလှိုင်ကိုတော်ကြီး၏အဘေးအရက်မျက်နှာဘက်တွင်တိဆောက်ခဲ့တဲ့အနောက်ဘက်ပါရှင်မိကုံနံပါတ်4လှိုင်ကိုတော်၏အနောက်ဘက်တွင်ရှိသောကျောင်းဆောင်ကြီး4ဆောင်တို့ရဲ့နာမည်တွေစပူဒီပါပုပ္ပဝိတေဟာအပရခောယာနာဥတ္တရကုရုပါရှင်မိကုံနံပါတ်5စထသင်္ကာယနာတင်ဆရာတော်တန်ဃာတော်များအတွက်စွန်းစားဆောင်ကိုမြည်သည့်အရက်တွင်တိဆောက်ခဲ့ပါသလဲအနောက်ဘက်ပါရှင်မိကုံနံပါတ်6တန်ဃာတော်များအတွက်စေးရုံကြီးသည်လှိုင်ကိုတော်ကြီး၏မြည်သည့်ဘက်တွင်တည်ရှိသလဲအနောက်ဘက်ပါရှင်မိကုံနံပါတ်9ပိဋကတ်တိုက်ကြီးကိုလှိုင်ကိုတော်ကြီး၏အဘေးအရက်တွင်တိဆောက်ထားပါသလဲအနောက်ဘက်ပါရှင်မိကုံနံပါတ်10မဟာသိန်တော်ကြီးသည်လှိုင်ကိုတော်ကြီးရဲ့အဘေးအရက်တွင်တည်ရှိပါသလဲတောင်ရက်ပါရှင်မိကုံနံပါတ်9မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်ဘယ်နှစ်နှစ်အကြာမှာစထသံဃာယနာကိုတင်ခဲ့ကြပါသလဲ9နှစ်ကြာပါရှင်မိကုံနံပါတ်10စထသံဃာယနာတင်ရ၌တန်ဃာတော်မြင့်မြတ်ပါဝင်ကြပါသလဲ2500ပါရှင်လက်ခုပ်တန်လေးနဲ့အားပေးကြပါအောင်ရှင်